အားလုံးပဲမင်္ဂလာပါ channel သေးလေးကနေကြိုဆိုပါတယ်အခုမှဗီဒီယိုစတင်ပါမို့အားပေးကြအောင်နော်စုစုဟာအိယာကနိုးလာပြီးចောင်းသွားဖို့ပြင်ဆင်နေပါတယ်သူမဟာသူ့အမဝင်ခွင့်နဲ့အတူចောင်းသွားပါတယ်သူမအတန်းထဲဝင်လာတော့အားလုံးကသူမကိုရေမောကြတယ်သူမဟာဂယုမဆိုင်ပါပဲစားဆက်လို့ဂျော်ဟီတို့ကသူမကိုဆနောက်ကြတယ်သူမမတိချင်ရောင်ဆောင်တယ်ဒါပေမဲ့ခဏကြာတော့ But what the hell, boy? သူမဟာတောင်းပန်ပါတယ်ဆက်မလို့ပါနဲ့တော့ဆိုပြီးပြောလိုက်တယ်သူမပြေးထွက်သွားခဲ့တယ်ပြီးတော့သူမဟာငိုမလို့နဲ့ရဲလိုက်တယ်သူမစောင့်ကြည့်ခဲ့တယ်ကြော်ကြီးတို့ပြန်တော့သူမဟာရှက်ချခဲ့တယ်ခဏကြာတော့သူတို့ဟာပုံစံပြောင်းသွားတယ်စုစုကအာရပါပြီးတော့ကြည့်ရှုတဲ့အတွက်ကျေးဇူးပါရှင်နောက်မှတွေ့ပါ